ဒီကိုမင်္ဂလာပါ မင်္ဂလာပါကို ဟုတ်ကဲ့ပါမနေ့ကပွဲစဉ်နဲ့ပတ်သက်ပြီးပြင်ဆင်ထားမှုပိုင်းတွေပြပြပေးပါဦးကို ကျွန်တော်မနေ့ကပွဲရကျွန်တော်လီတူတင်းလည်းဖြစ်တယ်နော်ရာမညတင်းသူတို့တင်းရဲ့ဟိုဥစားပေါ့ကောင်းသူတို့အရင်တော့မတိသေးဘူးပေါ့သူတို့တင်းတိတ်ချတော့မတိသေးဘူးဒါပေမဲ့လီတူမှာတော့သူတို့လည်းတန်းတက်လာတဲ့အတွက်ကြောင့်သူတို့လည်းအတင်းကောင်းတင်းပါဟုတ်ကဲ့ပါကိုဒါမနေ့ကပွဲစဉ်မှာရောကျွန်တော်တို့အနေနဲ့ကစားအပိုင်းမှာခက်ခဲမှုရှိနေတာပေါ့အဲ့ဒါပြပြပေးပါ ဟိုကက်ကဲမှုတော့သူတို့လည်းမြန်မာ National League 1ကန်မှုတဲ့တွေ့ကြုံရှိ player တွေများတယ်ဒါပေမဲ့ကျွန်တော်တို့ပွဲစဉ်နဲ့ခက်ခဲပါတယ်ဟုတ်ကဲ့ပါကိုဒါအသင်းနဲ့တူပထမဆုံးပွဲစဉ်မှာဒါကိုရရှိခဲ့တဲ့အတွက်ပေါ့နော်ကိုရခံစားချက်တွေပြပြပေးပါဦး ဟိုဒီအတင်းနဲ့ပထမဆုံး join ရတဲ့ပထမပွဲလည်းဖြစ်တယ်ပထမဒီဝန်ကန်ရတဲ့အတွက်ကြောင့်မို့လို့ဟိုအရင်ပြောပါတယ်ဟုတ်ကဲ့ပါကိုနောက်ဆုံးအနေနဲ့အသင်းရဲ့ပြည်သက်တွေစကားလေးပြောပြပါဦး ။ဒီပြည်သက်တွေလည်းကျွန်တော်တို့အကောင်းဆုံးနိုင်ရောက်ရှိအောင်ကစားပါမယ်ဟုတ်အကောင်းဆုံးကြိုးစားပါဟိုကွင်းထဲထိလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါ